ကျွန်တော် TikTok မှာတင်လိုက်တဲ့ content လေးကကြတော့ကျွန်တော် comment တွေမှာပွဲဖြစ်သွားတယ်ကျွန်တော်ရဲ့ဆိုလို့ရင်အတိတ်ပဲအားတချို့ကလည်းသဘောပေါက်ကြတယ်တရားရတယ်လို့နဲ့ဟော်မုန်းကြတဲ့ပြဿနာဖြစ်နေတဲ့အချိန်တွေပေါ့နော်ဒါတွေကိုကျွန်တော်ပြောလိုက်တော့တချို့ကကြောက်လေတရားနဲ့ရောပြီးတော့မှနားလည်မှုလေးလွဲသွားကြတယ်ကျွန်တော်ပြောချင်တဲ့အတိတ်ပဲဆိုလို့ရင်ကိုအားလုံးကလည်းတေချာလေးသိမယ်ပေါ့နော်ကျွန်တော်အဓိကပြောချင်တာကတော့ဒီ content လေးကကျွန်တော် emotion ခံစားချက်ကြနေတဲ့အချိန်ဟော်မုန်းတွေကြနေတဲ့အချိန်မှာဖြစ်ခဲ့တဲ့အကြောင်းအရာလေးကိုကျွန်တော်ကတင်လိုက်တာဖြစ်ပါတယ်ကျွန်တော်ဘယ်သူမှရည်ရွယ်ပြီးတော့တင်နေတာမဟုတ်ဘူးကျွန်တော်အဲ့အချိန်မှာဖြစ်ခဲ့တဲ့ဟာလေးကိုကျွန်တော်က content အနေနဲ့တင်ခဲ့ရပါတော့အချိန်မှာဆိုရင်ကျွန်တော်လေ့ကျင့်ခန်းတွေမလုပ်ဖြစ်တော့ဘူးအပြန်ဆိုတာလည်းအဓိပ္ပာယ်မရှိတော့ဘူးကျွန်တော်ဘာမှလည်းမလိုချင်တော့ဘူးဘာမှလည်းမလိုအပ်တော့ကျွန်တော်တို့ဘာဆိုဘာမှကိုအဓိပ္ပာယ်မရှိတဲ့ကာလဖြစ်ခဲ့တယ်ပေါ့နော်စိတ်ထဲကြနေရလားဆိုတော့လည်းအဲ့လိုလည်းမဟုတ်ပြန်ဘူးလောဘတွေမရှိရလားဆိုရင်လည်းကိုယ့်ကိုပြန်ပြီးတော့သုံးသက်ကြည့်တဲ့ခါကျတော့ဒါကကျတော့တရားရသွားတာလားပေါ့နော်ဥပမာလိုချင်တာတွေမရှိတော့ဘူးလောဘတွေမရှိတော့ဘူးဆိုရင်တရားရသွားတာလို့ပြောကြတယ်ဆိုတော့ငါတကယ်ပဲတရားရသွားတာလားဆိုတော့ပြန်ပြီးသုံးသပ်လိုက်တဲ့အချိန်မှာကျွန်တော်အနေနဲ့တရားရနေတဲ့ဟာမဟုတ်ဘူးဟော်မုန်းတွေပြဿနာဖြစ်နေဆိုတော့ကျွန်တော်ကိုယ့်ကိုနားလည်လာတယ်ပို့ပြီးတော့သိလာတယ်ဒီအဆင့်ကိုဘယ်လိုကြော်ဖြတ်မလဲဆိုတဲ့ဟာတွေကိုကျွန်တော်ပြန်ပြီးတော့ရှာဖွေတဲ့အခါမှာကျွန်တော်ရဲ့ habit အသေးသေးလေးတွေကနေစပြီးတော့မှအိတ်တာစားတာလေ့ကျင့်ခန်းလုပ်တာဒါလေးတွေသေးသေးလေးတွေကနေပြန်ပြီးတော့ပြင်ရင်းနဲ့ကိုယ့်ကိုယုံကြည်မှုတွေပြန်ရှိလာတယ်လေ့ကျင့်ခန်းတွေလုပ်တဲ့အခါမှာကိုယ့်ရဲ့စွမ်းအင်တွေကိုပြန်ရရှိလာတယ်ဆိုတဲ့ခံစားချက်တွေကိုကျွန်တော်အနေနဲ့တွေ့ရတယ်ကျွန်တော် emotion state မှာရောက်နေတဲ့အချိန်မှာကျွန်တော်လူတွေလည်းကြုံကြမှာပဲဆိုတဲ့အသည့်တစ်ခုကိုရတဲ့အတွက်ကြောင့်မို့ကိုလူတို့အနေနဲ့ဒီဟာကိုဘယ်လိုကြော်ဖြတ်ရမလဲဆိုတဲ့ဟာကိုကျွန်တော်အသိပညာ sharing အနေနဲ့ကျွန်တော်လုပ်ပေးခြင်းနဲ့ဆိုတော့ဒီ content လေးကိုတင်ခဲ့တာဖြစ်တယ်ဒီအကြောင်းအရာကကျွန်တော်ပွဲချချင်တာလည်းမဟုတ်ဘူးတရားရတဲ့သူတွေကိုစော်ကားတာလည်းမဟုတ်ဘူးနောက်တစ်ခုကတရားအကြောင်းပြောတာလည်းမဟုတ်ဘူးပေါ့နော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှအားလုံးကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကိုကောင်းကောင်းနားလည်မယ်လို့ယူဆတယ်ဒီချင်းတွေကိုကဖြစ်နေတယ်ဒီလိုမျိုး state မှာရောက်နေတယ်ဆိုရင်ကိုကဒီလိုမျိုးကြော်ဖြတ်ပါအကောင်းဆုံးရင်ဆိုင်ပါအကောင်းဆုံးခန္ဓာကိုယ်ရအောင် strong body ဖြစ်အောင်ကြိုးစားပါ strong mindset ဖြစ်အောင်ကိုယ့်ကို train ပါကိုယ့်ကိုတိုက်ခိုက်ပါကိုယ့်အတွင်းထဲကစိတ်တွေကိုပြန်ပြီးတော့မှနိုးထလာအောင်ရင်ဆိုင်ပါတိုက်ခိုက်ပါဒါတွေပြီးသွားပြီဆိုရင်ပုံမကောင်းမွန်တဲ့အနာဂတ်တွေရှိရဲဆိုတာကိုလူတို့အနေနဲ့မြင်ရမှာဖြစ်တယ်မှန်ကန်တဲ့တရားအမြင်တွေလည်းရကြပါစေမှန်ကန်တဲ့အတွေးခေါ်တွေမှန်ကန်တဲ့အပြုအမူတွေမှန်ကန်တဲ့အပြောဆိုတွေနဲ့ကိုယ့်ကိုပြန်ပြီးတော့ရှာဖွေနိုင်ကြပါစေလို့ဆုတောင်းပါတယ်အကောင်းဆုံးတိုက်ခိုက်ပါ fight for yourself